အားလုံးပဲမင်္ဂလာပါခင်ဗျာ YouTube ဘန်အကောင့်ဆောက်ဖွင့်တော့ဖုန်းနံပါတ်လေးကိုကျွန်တော်တို့ဒီလက်ရှိအသုံးပြုနေတဲ့ဖုန်းနံပါတ်လေးနဲ့ချိန်ညင်နေဆိုလို့ရှိရင်ဘယ်လိုချိန်ရမလဲဆိုတာလေးကိုကျွန်တော်ပြပြပေးထားပဲဖြစ်ပါတယ်အရင်ဆုံး Sonota Autoriki ဆိုတဲ့ကောင်လေးကိုနှိပ်မှာဖြစ်ပါတယ်နောက်တစ်ဆင့်ကျွန်တော်တို့တင်ဝဘန်ကို Hanko ဆိုတဲ့ကောင်လေးကိုနှိပ်ပေးပါပြီးရင်ကျွန်တော်တို့ရဲ့ဒီဘန်ကတ်လေးကိုထည့်ရမှာပဲဖြစ်ပါတယ်ဗောနော်ဆိုတော့ကျွန်တော်ဒီ Unsure ဘန်ကို password လေးကိုထည့်မှာပဲဖြစ်ပါတယ်ပြီးရင်ကျွန်တော်ခက်ခုနေပြီးကျွန်တော်ဒါအသစ်ထည့်မဲ့ဖုန်းနံပါတ်လေးကိုရိုက်ထည့်ရမှာပဲဖြစ်ပါတယ်အပေါ်မှာပေါ်နေရတော့အရင်ထည့်ခဲ့တဲ့အကောင့်ဆောက်ဝင်တော့ထည့်ခဲ့တဲ့ဖုန်းနံပါတ်ဟောင်းပဲဖြစ်ပါတယ်ကိုဖုန်းနံပါတ်အသစ်လေးထည့်ဖို့ဆိုရင်ခက်ခုနေပြီးကျွန်တော်မှန်လားစစ်ပူရဆိုရင်နောက်တစ်ဆင့်ခက်ခုနေနေပြီပါဒါဆိုရင်ကျွန်တော်တို့ဒီYouTube ဘန်အကောင့်မှာဖုန်းနံပါတ်ချိန်မုံချိန်လေးပြီးသားရွေးဖြစ်ပါတယ်